အားလုံးပဲတေချာကြည့်ထားကြပါနော်နောက်ဆိုရင်ကလေးတွေကြက်တောင်ပန်စားခြင်းတဲ့အခါကိုကာကိုလာနဲ့ချက်တာဒါမှမဟုတ်ပဲငပိအနောက်နဲ့ချက်တာမျိုးလေးပဲမလုပ်ပါနဲ့တော့ဒီနေ့တော့အပြင်သားကျွတ်ပြီးအတွင်းသားနူးညံ့ကကလေးတွေတလုံးတုံးနဲ့ရက်လို့မရအောင်စားကောင်းမဲ့အရသာတစ်ခုကိုမျှဝေပေးသွားပါမယ်အရင်ဆုံးတပိတ်တာဘူးကြက်တောင်ပန်တွေကိုအရသာဝင်လွယ်အောင်နှစ်ဖက်စလုံးကိုအစင်းရလေးတွေပေးလိုက်ပါပြီးရင်ကြက်သွန်မိတ်ဂျင်းထက်စားနဲ့ဟင်းချက်အရက်ထည့်ပြီးညီနှမ်းဖြောက်ပါပဲငပိအကြီးကြီးခရုစီထည့်ပြီးတမအောင်တွေက15မိနစ်ခန့်နှက်ထားပေးပါပြီးရင်တော့ကြက်သွန်မိတ်နဲ့ဂျင်းတွေကိုပြန်ရွေးထုတ်လိုက်ပါအဲ့ဒီနောက်ကြက်ဥတစ်လုံးနဲ့ကော်မူစွန်းအကြီးနှစ်စွန်းထည့်ပြီးတင်းရစီးပွားတက်မဲ့လက်လေးနဲ့တမအောင်နေပေးလိုက်ပါကျမကတော့နေ့တိုင်းလွယ်ကူတဲ့အင်ချက်ဟင်းလျာတွေမုံလုံးနီးတွေကိုမျှဝေပေးနေတာမို့လို့မမှတ်မိမှာဆိုရင်အရင်ဆုံး follow လုပ်ထားပါနော်အထူးပဲကျေးဇူးတင်ပါတယ်ကြက်တောင်ပန်တိုင်းမှာမုံနဲ့အလွာပါပါလေးကတ်သွားပြီဆိုရင်ရပါပြီဆက်လက်ပြီးအိုးထဲစီပူလိုက်ရင်ကြက်တောင်ပန်ကြီးထည့်ပါတစ်စင်လုံးကိုမီးအလက်အီးနဲ့ပဲအီစီကြောပေးရပါမယ်တစ်ဖက်ရွှေဝါရောင်တန်းလိုက်ရင်နောက်တစ်ဖက်ကိုလှမ်းပါနှစ်ဖက်စလုံးရွှေဝါရောင်တန်းပြီးကြက်သွားပြီဆိုရင်တော့အိုးထဲကစေလို့ရပါပြီနောက်ဆုံးမှအကင်မုံလေးကြိုက်ရင်ဖြူပေးလိုက်ပြီးစားလို့ရပါပြီအပြင်သားကျွတ်ပြီးအတွင်းသားနူးညံ့ကအည်ရွှမ်းနေမှာပါကျမသား3ယောက်ဆိုတစ်ဖက်ကို8ကြိမ်ကျွေးရင်တော့မဝပါဘူးစီထားပြီးလိုက်လို့ကြည့်လိုက်ပါဦးနော်